မင်္ဂလာပါဒီနေ့ဗီဒီယိုမှာက Telegram အကောက်ဖွင့်လို့ရှိရင်ဒီ SNF fee တောင်းတဲ့ပြဿနာကိုဘယ်လိုကြော်ရမလဲပေါ့နော်အခုတော့ဖြစ်နေတဲ့ပြဿနာကဒီမှာပတ်စံ3000တောင်းနေတဲ့ပြဿနာပေါ့နော်ဒီမှာ sign for MK 3000ဆိုပြီးတော့ပုံမှန်အဖြစ်ဒီပတ်စံ3000ပေးဖို့အတွက်ကပြဿနာမရှိဘူးဆိုပေမဲ့ဒီကနေနှိပ်မဆိုလို့ရှိရင်လည်းသူက credit card နဲ့ပဲသွားမှာနော်ဒီကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့လူတော်များ credit card ကမရှိကြဘူးပေါ့နော်Okay credit card မရှိဘူးဆိုလို့ရှိရင်ဒီကောင်မဖြစ်မနေကြော်လို့ရမှာပဲအကောက်ဖွင့်လို့ရမှာပေါ့နော် Okay Telegram အကောက်ဖွင့်လို့မရဘူးဆိုလို့ရှိရင်လည်း line ပေါ်မှာဟိုဝယ်လို့ရတယ်နော်တကောက်ဘယ်လောက်လဲတော့မသိ0တော့ကျွန်တော်မမေးဘူး Okay အဲဆိုလို့ရှိရင်အခုလက်ရှိပြဿနာကိုဘယ်လိုကြော်ရမလဲပေါ့နော်ကြော်တဲ့နည်းကလည်းလွယ်လေးပဲ browser တစ်ခုခုကနေဒီ Telegram ဒီ web version ကနေကြော်လာ Telegram web version မှာဆိုလို့ရှိရင်ဒီ selfie မတောင်းနေဘူးပေါ့နော်အခုလက်ရှိကျွန်တော်ဗီဒီယိုလုပ်နေတဲ့အချိန်မှာတုတ်လို့ရနေတယ်အဲ့ဒါဘယ်ချိန်မှာပိတ်သွားမလဲဆိုတာကိုတော့မသိဘူးပေါ့နော်ဆိုတော့အရင်ဦးဆုံးbrowser တစ်ခုခုတည်းကနေတွားပြီးတော့တွားလောက်လိုက်ပေါ့နော် Okay ကျွန်တော်ကတော့ဒီမှာမီရရှိတဲ့ browser လေးနဲ့ပဲဆန်းပြီးတော့ဆက်လုပ်ကြည့်မယ်မီရ browser ကြတော့နည်းနည်းရှုပ်တယ်နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော် google.com လို့ရရှာလိုက်မယ်ရရှာပြီးဆိုလို့ရှိရင်ဒီမှာ Telegram ဆိုပြီးတော့ကျွန်တော်ရရှာလိုက်မယ်ဆိုလို့ရှိရင်ဒီအောက်နားလေးမှာဒီ web telegram.org ဆိုပြီးတော့ရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာသူက home screen shortcut လောက်မလားပေါ့နော်လောက်ကျင်လို့တော့မလောက်လည်းရတယ် Okay ဒါဆိုလို့ရှိရင်ဒါမျိုးပြမယ်အကယ်လို့တခါရညရင်ဒါမျိုးမပြဘဲနဲ့ဒါမျိုးပြနေတတ်တယ်နော် login to ဒီ Telegram ဘိုင်း QR code ဆိုလို့ရှိရင်ဒီအောက်နားလေးမှာဒီမှာ login ဘိုင်း phone number ဆိုပြီးရှိရပါတော့ဒါလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာ phone number ထည့်လိုက်ပါနော်ကြည့်ရင် nice နဲ့သွားမယ် Okay ဒါဆိုလို့ရှိရင်ဒီဖုန်းဝင်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဖုန်းဝင်လာတယ်ဖုန်းဝင်လာကန်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်သူကုတ်နံပါတ်ပြောနေလိုက်မယ်နော်ဒီစင်ကဒီထဲမှာပဲရှိနေလို့ဒီပြောတဲ့တန်မကြရဘူးပေါ့နော် Okay ဒီမှာဆိုလို့ရှိရင်သူပြောပြီးကနန်း9လုံးပေါ့နော်9လုံးလဲဆိုလို့ရှိရင်ဖုန်းကြပါပြီပြောပေါ်ပြီဆို Okay ဖုန်းကြပါပြီဆိုလို့ရှိရင်ဒီနေရာမှာဒီခဏကသူပြောတဲ့ကုတ်9လုံးကိုဒီမှာရိုက်ထလိုက်မှာနော်ပြောတဲ့ကုတ်9လုံးကိုရိုက်ထလိုက်မယ် Okay ဒါဆိုကုတ်မှားနေနော်ခဏလေးသူကတစ်သေးလို့ပြောလိုက်တာ Okay ကောက်ရိုက်ထိုက်ပြီးလို့ရှိခဏစောင့်နေလိုက် Okay ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ Telegram အကောင့်ဖွင့်သွားပြီပေါ့နော် Telegram အကောင့်ဖွင့်သွားပြီဒီလိုမျိုးဖွင့်သွားပြီဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲအဆင်ပြေပြီပေါ့နော်လောလောဆယ်တော့ဒီ web version မှာဒီမှာဖွင့်သွားပြီပေါ့ဒီ web version မှာဖွင့်သွားပြီဆိုလို့ရှိရင်အဓိက Telegram အကောင့်ကအကောင့်တစ်ခုတနေရာဖွင့်သွားပြီဆိုလို့ရှိရင်တော့ပြဿနာမရှိတော့ဘူးနော်ဖုန်းကြက်လောက်ဝင်လို့ရတယ်ကြက်လောက်ဝင်လို့ရတယ်လို့မျိုးပေါ့နော်ဖုန်းလေးလုံးနဲ့ဒီ login ဝင်လို့ရတယ်နော်ပြဿနာမရှိဘူးဆိုတော့ဒါဆိုလို့ရှိရင်ဒီမှာ Telegram app တွေကိုဝင်ရင်တော့လိုက်နော်ဒီမှာဒါမျိုးပြရတယ်ဆိုလို့ရှိရင်ကျွန်တော် clear data လောက်လိုက်နော်Okay clear data လောက်လိုက်ပြီးလို့ရှိရင်ဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ခဏဖုန်းနံပါတ်ပြန်ရိုက်ထလိုက်ပါနော် Okay ပြီးလို့ရှိရင်ဒီမှာ nice နဲ့တွားလိုက်မယ် yes နဲ့တွားမယ် Okay ဒါဆိုဒီကောင်ကြတဲ့ဒီမှာတန်းပြီးတော့တန်းဝင်သွားတော့ဗောနော်တန်းဝင်သွားတာကဘာလို့လဲဆိုတော့ဒီဘက်ချမ်းမှာကုတ်ကြမဲ့နေရာရှိနေပြီလားဖြစ်တော့ဘာကုတ်မဟုတ်မတောင်းတော့နော်ကိုယ့်ရဲ့ဒီအကောင့်တစ်ခုဒီလောလောဆယ် browser မှာဝင်လို့ရတာနဲ့ဒီ app မှာလည်း auto ဝင်လို့ရတယ်တကယ်လို့ဝင်လို့မရဘူးကုတ်တောင်းရင်လည်းဘာခက်လဲဗျာကုတ်တောင်းဆိုလို့ရှိရင်ဒီမှာကုတ်လေးကောက်ပြီးတော့ကောက်ထည့်ပေးလိုက်ပါနော်ကောက်ထည့်လိုက်မှဆိုလို့ရှိရင်ဒါဒီကိုယ့်ရဲ့ Telegram ကောက်ဖွင့်လို့အဆင်ပြေပြီပေါ့နော်ဒီနီလန်းကလူတိုင်းအတုံးသိခြင်းမှာအတုံးသိမယ်ဖွင့်ပြီးသားစင်ကတ်တွေဒီဘန်းခံရတဲ့စင်ကတ်တွေအဲ့ဒီစင်ကတ်တွေကတော့ဒီနီးနဲ့ရမှာမဟုတ်ပါဘူးစင်ကတ်တဲ့ Telegram အကောင့်မဖွင့်ရတဲ့ကတ်တွေဆိုလို့ရှိရင်တော့ရဖို့ရခိုင်နှုန်းများပါတယ်ဆိုတော့အဆင်မပြေတာရှိလို့ရှိရင်ဗီဒီယိုရဲ့ comment အောက်မှာပြောခဲ့ပေးပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးပါ